လာပါပြီး entertainment channel ကနေပြန်လဲကြိုဆိုလိုက်ပါတယ်ဒီဇာကားလေးကတော့လူသက်သမားတယောက်ကိုမျက်မြင်တွေ့ခဲ့ရပေမဲ့မျက်နှာမှတ်မိနိုင်စွမ်းမရှိတော့တဲ့ယောဂဝေဒနာခံစားလိုက်ရတဲ့အမျိုးသမီးတယောက်အကြောင်းပဲဖြစ်ပါတယ်မနေ့စောစောမှာအန်နာကသူမချစ်သူ Bryce အတွက်နက်တိုင်းချီပေးနေပါတယ် Bryce ကနက်တိုင်းကိုတည်တည်တတ်တတ်မချီတတ်လို့ပါသတင်းစာမှာတော့ Jack လို့နာမည်ကြီးနေတဲ့ကွန်ဆက်လူသက်သမားရဲ့9ယောက်မြောက်သားကောင်ကိုရှာတွေ့ခဲ့တဲ့အကြောင်းဖော်ပြနေပါတယ်ကျောင်းမှာအန်နာကကလေးတွေကိုစာသင်ပေးနေရင်းနဲ့ကလေးတယောက်ကရေခွက်ကိုမှောက်ချလိုက်ပါတယ်အဲ့ဒီအခါဖိတ်ကျသွားတဲ့ရေတွေကြောင့်ကာတွင်းရုပ်ရဲ့မျက်လုံးတွေပုံပြတ်သွားတာကိုကြည့်ပြီးအန်နာတယောက်စိတ်ထဲမှာတမျိုးကြီးဖြစ်သွားခဲ့ပါတယ်။အလုပ်ပြီးတော့အန်နာကတငယ်ချင်းတွေဖြစ်တဲ့နီနာနဲ့ဖရန်စင်တို့နဲ့အတူကလပ်ကိုသွားခဲ့ပါတယ်။သူတငယ်ချင်းတွေနဲ့နှစ်စဉ်သွားနေကြခီးစဉ်ကိုသူမလိုက်နိုင်တော့ဘူးလို့အန်နာကပြောလိုက်ပါတယ်။ဘာလို့လဲဆိုတော့ Bryce ကသူ့ကို Bigas ကိုခေါ်သွားခြင်းနေလို့ပါ။အဲ့ဒါကိုကြတော့အန်နာကိုလက်ထပ်ခွင့်တောင်းတော့မှလားဆိုပြီးဝိုင်းစားကြပါတယ်။ညာဘက်အပြတ်မှာတော့အန်နာကလမ်းလျှောက်ပြီးပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။တရားပေါ်ရောက်တော့အမျိုးသားတယောက်နဲ့ရီမောနေတဲ့အမျိုးသမီးတယောက်ကိုတွေ့ပြီးပျော်ရွှင်စရာတုံစုံတွဲတွဲလို့ထင်ခဲ့တာပါ။ဒါပေမဲ့အဲ့ဒီအမျိုးသမီးကလဲကျသေးဆုံးသွားပြီးအမျိုးသားကအလောင်းကိုမဖွဲ့မရတွေလောက်ပါတော့တယ်။အဲ့ဒီအချိန်မှာပဲအန်နာရဲ့ဖုန်းကမြည်လာတာကြောင့်လူသက်သမားကတိသွားပြီးသူ့ကိုမြင်သွားတဲ့အန်နာကိုလှမ်းကြည့်လိုက်ပါတယ်။အန်နာလည်းချက်ချင်းထွက်ပြေးပေမဲ့ခလုတ်တိုက်လဲပြီးဖုန်းနဲ့အိတ်တွေကြံရစ်ခဲ့ပါတယ်။လူသက်သမားကအန်နာကိုစပင်ကနေဆွဲပြီးစောင့်တွန်းလိုက်ပြီးဓာတ်နဲ့တိုက်ခိုက်ပါတော့တယ်။အန်နာကသူ့ကိုယ်သူကာကွယ်ဖို့လက်ကလိုက်တဲ့အခါလက်မှာဓာတ်ထိုင်ရန်ရသွားပါတယ်။အဲဒီနောက်လူသားသမားကသူမကိုတရားလက်ရန်စီကိုတွန်းလိုက်ပါတော့တယ်။သူမကတရားပေါ်ကနေပြုတ်ကျသွားပါတယ်။ရေထဲမကျခင်မှာခေါင်းကိုရိုက်မိသွားတာကြောင့်လူသက်သမားရဲ့မျက်နှာကိုဝေဝါးဝါးပဲမြင်လိုက်ရပါတယ်။လူသက်သမားကတော့အန်နာရဲ့ပစ္စည်းတွေကိုယူပြီးထွက်ပြေးသွားပါတယ်။အိမ်ချေရမဲတယောက်ကအန်နာကိုတွေ့ပြီးကယ်တင်ပေးခဲ့ပါတယ်။နောက်တစ်ပတ်အကြာတော့အန်နာတယောက်စေယုံမှာတတိယလာပါတယ်။သူမချစ်သူ Bryce နဲ့သူ့တငယ်ချင်းတွေအခန်းထဲမှာရှိနေပေမဲ့မမှတ်မိပဲအန်နာကအနားကိုတော့အကန့်မခံခဲ့ပါဘူး။ဆရာဝန်ကသူမတတိလက်နေတာတပတ်ကျော်သွားပြီလို့ရှင်းပြပေမဲ့အန်နာကထိတ်လန့်ပြီးအခန်းထဲကနေပြေးထွက်သွားပါတယ်။ Bryce ကလိုက်တာပေမဲ့သူမအတွက်အချိန်လိုအပ်တယ်ဆိုပြီးဆရာဝန်ကပြန်ဆွဲထားလိုက်ပါတယ်။စင်ကြံလမ်းမှာဆရာဝန်တယောက်ကိုတွေ့တဲ့အခါသူတို့မျက်နှာတွေကထပ်တူကျနေတာကြောင့်အန်နာတယောက်ဇဝေဇဝါဖြစ်သွားပါတယ်။သူမရေချိုးကန်းထဲကိုပြေးဝင်ပုံရင်မှန်ထဲမှာပြန်ကြည့်လိုက်တဲ့အခါမှာတော့ကိုမျက်နှာကိုတောင်မမှတ်မိတော့တာကိုသိလိုက်ရပါတယ်ခဏကြာမှဆရာဝန်ကလူတယောက်ရဲ့ဓာတ်ပုံတွေကိုပြပေးမယ်အန်နာကတော့တပုံချင်းစီမှာမျက်နှာတွေကွဲနေတယ်လို့ပြောပါတယ်ဒါကြောင့်မို့ဆရာဝန်ကလူမမှာမျက်နှာမှတ်မိနိုင်စွမ်းမရှိတော့တဲ့ face blind နဲ့ယောဂလက္ခဏာရှိနေပြီလို့ကောက်ချက်ချလိုက်ပါတယ်ဒါဟာလူတယောက်ရဲ့မျက်နှာတွေကိုမှတ်သားပေးတဲ့အုံနောက်အစိပ်ပိုင်းမှာထိခိုက်ဒဏ်ရာရသွားလို့ဖြစ်ရတာပါဆရာဝန်ကအထုကုနဲ့ပြသဖို့လိုအပ်မယ်လို့ဆိုပါတယ်အဲ့ဒီနောက်မှာတော့ Bryce ကအန်နာကိုအိမ်ပြန်ခေါ်လာပါတယ်။သူမကတော့ဒီစိမ့်နေတဲ့မျက်နှာတစ်ကြီးကိုအသားကြအောင်စူးစမ်းနေရပါတယ်။ဒါပေမဲ့ Bryce ကဖုံးပြေဖို့ခဏအပြင်ထွက်သွားပြီးပြန်ဝင်လာတဲ့အခါမှာတော့သူ့မျက်နှာကနောက်တစ်မျိုးဖြစ်နေတဲ့ပြန်နာကြောင့်အန်နာတယောက်ပြန်ပြီးထိတ်လန့်သွားရပါတယ်။ Bryce ကတော့စုံတော့တယောက်ကထွက်ဆိုချက်ယူဖို့ဖုံးဆက်တာလို့ပြောပါတယ်။ပြီးတော့တရားပေါ်မှာအန်နာစီကိုဖုံးဆက်ခဲ့တဲ့သူကသူဖြစ်ကြောင်းဖွင့်ပြောပါတယ်။ရဲစခန်းကိုရောက်တဲ့အခါမှာတော့သူတို့စုံတွေဟာစုံတောင်းနဲ့တွေ့ဆုံပါတယ်။စုံတော့ကအန်နာရဲ့လက်ကောက်ကိုချတွေ့ခဲ့ပေမဲ့တခြားပစ္စည်းတွေကိုတော့မတွေ့ဘူးလို့ဆိုပါတယ်။ဒါကြောင့်လူသားသမားကိုခြေရာခံနိုင်မှုအတွက်သူမရဲ့ဖုန်းလိုင်းကိုမပိတ်ထားဖို့စုံတော့ကတောင်းဆိုပါတယ်။အန်နာရင်ဆိုင်ခဲ့ရတာကနာမည်ကြီးလူသားသမား Jack ဖြစ်ပေမဲ့အကာအကွယ်ပေးဖို့ကြတော့လုံထုံးလုံနည်းတွေကြောင့်အချိန်ကြာအောင်မယ်လို့ရှင်းပြပါတယ်။သူမပေးထားတဲ့လူသားသမားရဲ့ပုံမှန်သဏ္ဍာန်ကလည်းဝေဝါးနေတာကြောင့်စုံတော့ကတန်တရားရှိသူတွေရဲ့ဓာတ်ပုံတွေကိုပြပြီးခွဲခြားခိုင်းပါတယ်။အဲ့ဒီမှာအန်နာကစိတ်တူပြီးရုံးခန်းထဲကနေထွက်ပြေးသွားတာကြောင့်စုံတော့ကနောက်ကနေအော်ဟစ်ပြီးလိုက်လာပါတယ်။အဲဒီအခါမှာတော့ Bryce နဲ့ Anna တို့ကလက်ရှိဘာတွေဖြစ်နေလဲဆိုတာရှင်းပြလိုက်ပါတယ်။အဲဒီအချိန်မှာလဲ Anna ရဲ့မျက်လုံးထဲမှာတော့ရဲသားတွေအားလုံးဟာမျက်နှာတစ်ခုတည်းဖြစ်နေပါတယ်။သူတို့စုံနဲ့ပြန်သွားပြီးတဲ့နောက်စုံတော့ကရာဇဝတ်မှုစိတ်ပညာရှင် Lion စီကိုသွားပါတယ်။ Lion ကပထမအဆုံးဥဒခံရသူရဲ့တားဖြစ်သူ Nikki နဲ့နေပါတယ်။ Nikki ကတခုခုကိုမြင်ခဲ့ပေမဲ့စိတ်တန်ရာကြောင့်စကားမပြောနိုင်တော့ပဲကြောက်စရာကောင်းတဲ့ပုံဆွဲတာမျိုးတွေပဲလုပ်နိုင်ပါတော့တယ်။စုံတော့ကအဲ့ဒီအမှုအကြောင်းကိုမေးတဲ့အခါမှာတော့ Lion ကကျန်ဟာသားကောင်တွေကိုအရင်တက်ပြီးမှမဖွယ်မရလှုပ်လေရှိတယ်ဆိုတဲ့အချက်ကလူတန်သမားကသူ့ရဲ့တကယ့်ရုပ်သွင်းကိုသူ့တစ်ပါးမြင်တာကိုမလိုလားပုံပါပဲအခုအန်နာကသူ့ကိုမြင်သွားခဲ့တယ်ဆိုတော့လူတန်သမားကသူမကိုအယမ်းစိတ်ဝင်စားသွားနိုင်ပါတယ်တကောင်ရံမှာတော့အန်နာတယောက်မြင်ထဲကရေနစ်နေတဲ့အိမ်မဆိုးကြီးမဲ့ပြီးလှမ်းနိုးလာပါတယ်မျက်နှာတစ်ပုတ်ရေချိုးကန်းထဲကိုသွားတဲ့အခါမှန်ထဲမှာသူမရဲ့ပုံရိပ်ကိုသူမကိုယ်တိုင်မုန်းတီးနေမိပါတယ်အဲ့ဒီအချိန်မှာပဲရုတ်တရက်အနောက်ကနေလက်တစ်ဖက်လှမ်းဖမ်းပြီးသူမလေပင်ကိုလှီးလိုက်ပါတယ်ဒါပေမဲ့တကယ်တော့အဲ့ဒါကလည်းအိမ်မက်ဖြစ်နေပြန်ပြီးအန်နာတယောက်တကယ်နိုးလာခဲ့ပါတယ်အန်နာလူးလွန်နေတာကြောင့် Bryce လည်းနိုးလာပြီးသူမကို good morning လို့နမ်းဖို့လုပ်တဲ့အခါ Bryce ရဲ့မျက်နှာကနောက်တစ်မျိုးပြောင်းနေတာကြောင့်အန်နာလန့်သွားပါတယ်တစ်ဖက်မှာတော့စုံနောက်ကတရားအောက်ကအိမ်ချေရမဲ့စုကိုသွားပြီးမေးမြန်းမှုကြိုးစားပေမဲ့အဲ့ဒီလူကအယမ်းမူးနေတာကြောင့်သူ့ရဲ့လိပ်စာခတ်ကိုဝယ်ပေးခဲ့ပါတယ်စုံနောက်ပြန်ပြီးသွားတာနဲ့တရားရောက်ကအဲ့ဒီအိမ်ချေရမဲ့ကိုတတ်ဖို့ရောက်လာပါတော့တယ်
အိမ်မှာတော့အန်နာကိုနိုင်ငံသားမှာရှိတဲ့ဖခင်ကမချခင်ပြန်လာမယ်လို့ဖုံးဆက်ပြီးပြောနေပါတယ်အဲ့ဒီချိန်မှာပဲဘယ်ဒီတန်ကြောင့်အန်နာတယောက်ထိတ်လန့်သွားပေမဲ့သူမရဲ့တငယ်ချင်းတွေဖြစ်တဲ့နီနာနဲ့ဖရန်စင်တို့ရောက်လာတာပါထုံးစံတိုင်းအန်နာကသူတို့ကိုမျက်နှာအစ်စ်တင်နေပဲမြင်နေရပါတယ်တငယ်ချင်းတယောက်ကသတင်းစာထဲမှာအန်နာရဲ့အကြောင်းကရှေ့ဆုံးစာမျက်နှာမှာပါလာတာကိုပြကြပါတယ်အဲ့ဒီနောက်ဆိုရှယ်မီဒီယာပေါ်တင်ထားတဲ့ပုံတွေကိုကြည့်ကြတဲ့အခါကလပ်မှာရိုက်ထားတဲ့ပုံနဲ့အခုသူမမြင်နေရတဲ့မျက်နှာကကွဲပြားနေတာကြောင့်အန်နာတယောက်စိတ်မကောင်းဖြစ်သွားပါတယ်အဲ့ဒီလိုမျိုးတွေခံစားနေရတာကိုစိတ်ကုန်လာတာကြောင့်အန်နာတယောက်အထုခုဆရာဝန်စီတွားပြဖို့ဆုံးဖြတ်လိုက်ပါတယ်ဆရာဝန်ကဓာတ်မှန်တွေကိုစစ်ဆေးကြည့်ပြီးနောက်မှာတော့ဒီယောဂဝေဒနာဟာမပြောက်တော့ဘူးလို့ပြောပါတယ်ဒါပေမဲ့ဘယ်တော့မှမိမှမဟုတ်တဲ့မျက်နှာတစ်ခုတော့ရှိနိုင်သေးတယ်လို့လည်းရှင်းပြခဲ့ပါတယ်အန်နာတယောက်အလုပ်ပြန်ဝင်တဲ့အခါကလေးတွေအားလုံးရဲ့မျက်နှာကလည်းအတူတူပဲဖြစ်နေတာကြောင့်ကလေးတွေကိုနာမည်ကပ်ပြားလေးတွေတက်ခိုင်းထားရပါတယ်ကျောင်းစင်ချိန်မှာတော့အတန်းပြင်ပမှာလိမ်မော်ရောင်အင်ကြီးနဲ့အမျိုးသားတယောက်ကစိုက်ကြည့်နေတာကိုအန်နာမြင်လိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲကလေးမိခင်တယောက်ရောက်လာတာကြောင့်အာယုံလွဲသွားချိန်မှာအပြင်ကလူကပျောက်ကွယ်သွားပါတယ်အဲ့ဒီမိခင်ကသူ့သမီးကိုရှာမတွေ့လို့လာမင်းနေတာဖြစ်ပြီးကလေးတယောက်ကတော့အဲ့ဒီကောင်မလေးဟာသူ့ဖခင်နဲ့အတူထွက်သွားတယ်လို့ပြောပါတယ်ဒါကိုကြတော့အဲ့ဒီမိခင်ထိတ်လန့်သွားပါတယ်ဘာလို့လဲဆိုတော့ကလေးကိုစောင်းရှောက်ခွင့်ကသူမပဲရှိတာဖြစ်ပြီးသူ့ရဲ့ခင်ပွန်းဟောင်းကိုကလေးလာခွင့်မပြုတ်ထားဘူးဆိုတာကိုကျောင်းကိုလည်းအသိပေးထားလို့ပါကလေးတွေကလည်းစူညံနေမိခင်ဖြစ်သူကလည်းတွတ်နဲ့အပြစ်တင်နေတာကြောင့်အန်နာတယောက်စိတ်မထိန်နိုင်တော့ပဲဟစ်လိုက်မိပါတယ်အဒီနောက်မှာတော့ကျောင်းအကြီးကအန်နာရဲ့အခြေအနေဟာစာသင်ဖို့မသင့်တော်သေးဘူးဆိုပြီးတော့လာအနေငယ်အလုတ်နားခိုင်းလိုက်ပါတယ်အိမ်ပြန်ရထားပေါ်မှာအန်နာဘေးနားမှာထိုင်နေတဲ့လူတယောက်ကထသွားတဲ့အခါခုံမသူမရဲ့အိတ်ကိုပြန်တွေ့လိုက်ရတာကြောင့်တုန်လှုပ်သွားပါတယ်တရားပေါ်မှာတော့ရဲတွေကအင်ချီရမယ့်လူတယောက်ကိုတေဆုံးမှုကိုစစ်ဆေးနေကြပါတယ်အဲ့ဒီအချိန်မှာအန်နာကြီးကနေလူသက်သမားကရထားပေါ်မှာရှိနေတဲ့ဆိုတဲ့ဖုံးဝင်လာပါတယ်ဒါပေမဲ့သူမပြောပြနိုင်တဲ့တခုတည်းသောအချက်လက်ကတော့လိမ်မော်ရောင်အင်ကြီးဝတ်ထားတယ်ဆိုတာပါပဲလိမ်မော်ရောင်အင်ကြီးနဲ့လူကသူမရှိတဲ့ရထားရဲတွေကိုဝင်လာတဲ့အခါအန်နာတယောက်တတွဲပြီးတတွဲထွက်ပြေးပါတော့တယ်အဲ့ဒီလူကသူမကိုဖမ်းမိကန်ဒီမှာအန်နာကအရေးပေါ်ဘရိတ်လီဘာကိုဆွဲလိုက်ချတာကြောင့်ရထားကဘူတာကိုဆိုက်ချင်းမှာပဲရပ်သွားပါတယ်ရဲတွေကအဲ့ဒီလူကိုဖမ်းဖို့အတင်းဝင်လာတဲ့အချိန်မှာအဲ့ဒီအမျိုးသားကလည်းစဝီစဝါဖြစ်သွားပြီးအန်နာကို snow floor လို့လှမ်းခေါ်လိုက်ပါတယ်အဲ့ဒီအခါမှာပဲအဲ့ဒီလူဟာသူမရဲ့အဖေဖြစ်နေပြီးသူမကမမှတ်မိပဲထွက်ပြေးနေခဲ့တယ်ဆိုတာကိုပါသိသွားပါတော့တယ်အန်နာလည်းငိုယိုပြီးတော့သူ့အဖေကိုဖက်ကတောင်းပန်စကားတွေဆိုပါတော့တယ်အိမ်ရောက်တော့အန်နာတယောက်ဘယ်ဖုန်းကိုမှမကင်တော့ပဲမှန်ရှိမှရပ်ပြီးသူမမျက်နှာကိုတောက်လျှောက်လိုက်ဆန်းနေပါတယ်မှန်တဲ့ကပုံရိပ်ကဘလို့မှပုံမှန်ပြန်မဖြစ်လာတာကြောင့်ဒေါသထွက်ပြီးမှန်ကိုလက်နဲ့ထိုးလိုက်ပါတော့တယ်နောက်တော့အန်နာတယောက်အထူးကုဆရာဝန်မကြီးစီကိုပြန်သွားပါတယ်အဲ့ဒီမှာဆရာဝန်မကြီးကသူမလည်းအရင်ကဂီတလောကမှာအောင်မြင်ခဲ့ဘူးပေမဲ့မတော်တဆမှုတစ်ခုကြောင့်နားမကြားတော့ပဲအလုံးလက်မဲ့ဖြစ်ခဲ့ရတဲ့အကြောင်းပြောပြပါတယ်နားမကြားပေမဲ့နားထောင်နိုင်တာကြောင့်အန်နာကအံ့ဩသွားပါတယ်အဲ့ဒီတော့ဆရာဝန်မကြီးကသူမဟာနှကန်းလှုပ်တာကိုဖတ်ပြီးနားလည်အောင်သင်ယူခဲ့ရတာလို့ရှင်းပြပါတယ်ဆရာဝန်မကြီးကဂျပန်လိုမူဂါလို့ခေါ်တဲ့လူတွေမှာရှိတဲ့အပူအာယုံတစ်ခုအကြောင်းကိုရှင်းပြပါတယ်အဲ့ဒါကခြေလန်းနေလန်းတဲ့အခါဘယ်ခြေလန်းပြီးရင်ဘယ်ခြေလန်းလှမ်းရမယ်ဆိုတာကိုစဉ်းစားမနေပဲအလိုလျောက်သွားနိုင်စေတဲ့အာယုံမျိုးပါပဲအန်နာကိုဒီအာယုံမျိုးမပြောက်စေချင်ဘူးမဟုတ်ရင်တခြားလူမမာတွေလိုပတ်ဝန်းကျင်နဲ့အဆက်အသွယ်ပြတ်ပြီးလူတော်မတိုးနိုင်ဖြစ်သွားလိမ့်မယ်လို့သတိပေးပါတယ်အန်နာကပုံမှန်ဘဝမှာရှင်သန်ခြင်းတယ်လို့ပြောတဲ့အခါဆရာဝန်ကကြောက်ခဲသေးသေးလေးနှလုံးကိုပြပါတယ်ကြည့်လိုက်ရင်အတူတူပဲလို့ထင်ရပေမဲ့တေချာကြည့်ရင်တော့အကြောင်းလေးတစ်ခုကွာခြားချက်ရှိနေပါတယ်အဲ့ဒီကြောက်ခဲကိုတခြားကြောက်ခဲတွေနဲ့ရောလိုက်ရင်ရှာရခက်သွားတာပါဆရာဝန်ကအန်နာကိုလူတွေကိုမှတ်သားတဲ့အခါမှဲ့ဒါမှမဟုတ်တက်တူးလိုမျိုးထူးခြားတဲ့အမှတ်သားတွေကိုပဲအာယုံစိုက်ပြီးမှတ်ဖို့သင်ပေးပါတယ်အန်နာကကြောက်ခဲတွေထဲကအကြောင်းပါတဲ့ကြောက်ခဲကိုရှာတွေ့သွားတဲ့အခါသူမမှာတိုးတက်မှုရှိလာပြီဆိုတာကိုသိပြီးဝမ်းသာအားရငိုချလိုက်ပါတော့တယ်နောက်ရက်မှာတော့အန်နာက Bryce အတွက်နက်ကိုင်းချီပေးပါတယ် Bryce အလုပ်သွားတော့သူမကအဲ့ဒီနက်ကိုင်းရဲ့ပုံစံကိုမှတ်စုစာအုပ်ထဲမှာရောင်လုံးခဲတာလေးတွေနဲ့လိုက်ဆွဲထားပါတယ်နောက်တော့ Bryce ကိုသွားကြိုတဲ့အခါလူအုပ်ထဲမှာသူ့ရဲ့နက်ကိုင်းကိုပဲလိုက်ရှာပြီး Bryce ကိုရှာတွေ့သွားပါတယ် Bryce ကအန်နာသူ့ကိုရှာတွေ့သွားတော့အယမ်းဝမ်းသွားပြီးသူမကိုဖက်ခါမင်းနောက်ဆုံးတော့ယူမနေတော့ဘူးပဲလို့ပြောလိုက်ပါတယ်အန်နာက Bryce ကိုစိတ်မပြတ်စေချင်တာနဲ့ပဲသူမသုံးနေတဲ့နီလန်းတွေကိုပြောမပြပဲယောဂတက်တာသွားသလိုဟန်ဆောင်လိုက်ပါတယ်အိမ်ပြန်ရောက်တဲ့အခါနှစ်ယောက်သားအချင်းနဲ့ကျွမ်းခဲ့ကြပေမဲ့အန်နာအတွက်တော့ Bryce ရဲ့မျက်နှာကအသစ်တွေပြောင်းနေစေဖြစ်ပြီးခက်ခဲနေစေပါပဲအဲ့ဒီညမှာအန်နာကကလပ်ကိုသွားပြီးတငယ်ချင်းတွေကိုသူတို့ဝတ်ထားတဲ့အဝတ်အစားတွေကိုကျူပြီးရှာတွေ့ခဲ့ပါတယ်အဲ့ဒီမှာသူမရဲ့အခြေအနေကိုသူ့တငယ်ချင်းတွေကိုဖွင့်ပြောလိုက်ပြီး Bryce ကိုတော့လှုပ်ဝက်ထားပေးဖို့တောင်းဆိုလိုက်ပါတယ်နောက်တော့ဆရာဝန်မကြီးကအန်နာကိုလူစီကားတဲ့လမ်းမှာပေါ်ခေါ်သွားပြီးလူအုပ်ကြားမှာအဆင်ပြေနေနိုင်အောင်သင်ပေးပါတယ်အန်နာကသတင်းစာတိုင်းမှာခဏရက်ကြည့်ရင်လူသက်သမားချက်နောက်တစ်ယောက်ထပ်တက်လိုက်ပြန်ပြီဆိုတာသိလိုက်ရပါတယ်အဲ့ဒီအချိန်မှာပဲအမျိုးသားတစ်ယောက်ကသူမအန်နာကိုကတ်လာပြီးငါဘာလို့လဲဆိုတာမင်းသိပါတယ်လို့ကြောက်စရာကောင်းတဲ့လေသံနဲ့ပြောပါတယ်အန်နာလည်းထိတ်လန့်သွားပြီးရဲကိုသွားခေါ်ပါတယ်
ဒါပေမဲ့သူမပြန်လှည့်ကြည့်လိုက်တဲ့အခါမှာတော့အဲ့ဒီလူကပျောက်ချင်းမလားပျောက်သွားပါပြီအဲ့ဒီနောက်အန်နာကရဲစခန်းကိုသွားတဲ့အခါစုံတောက်ရဲ့မျက်နှာကမပြောင်းလဲပဲအရင်တိုင်းဖြစ်နေတာကိုတွေ့ပြီးအံ့ဩသွားပါတယ်သူမကဟုတ်မဟုတ်သိအောင်တစ်ဖက်ကိုလှည့်ပြီးပြန်ကြည့်ပေမဲ့စုံတောက်ကတော့အရင်မျက်နှာအတိုင်းပါပဲဘာကြောင့်စုံတောက်ရဲ့မျက်နှာကမှထူးထူးခြားခြားမှတ်မိနေရတာလဲဆိုတာသူမနားမလည်ပေမဲ့ဝမ်းသာသွားမိပါတယ်သူတို့စကားပြောနေတော့နီကီကိုစောင့်ရှောက်ပေးနေတဲ့လိုင်ယွန်ရောက်လာပြီးကြားပြန်နောက်ဆက်ပါတယ်လိုင်ယွန်ကလူသက်သမားသာတကယ်လိုက်တတ်မှာဆိုရင်အခုလောက်ဆိုတက်ပြီးလောက်ပြီမို့အန်နာအနောက်ကိုလိုက်နေတယ်ဆိုတာသူမယုံဘူးလို့ပြောပါတယ်အန်နာကတော့သူမအနေနဲ့ဓာတ်ပုံတွေကိုကြည့်မဲ့အစားတန်တရားရှိသူတွေကိုလူကိုယ်တိုင်တန်းစီကြည့်တဲ့ line app နီလာနဲ့ခွဲခြားကြည့်ကြလို့လာခဲ့တာလို့ရှင်းပြပါတယ်လိုင်ယွန်ထွက်သွားပြီးတဲ့နောက်စုံတော့ကသူ့ရဲ့လှုပ်ဖော်ကိုင်ဘက်တွေရဲ့ယူဆချက်ကိုပြောပြပါတယ်အဲ့ဒါကတော့လူသက်သမားလူတက်နေတာကိုမြင်သွားပြီးခက်တီတီပဲလှည့်ထွက်သွားတဲ့အန်နာကိုစိတ်ဝင်စားသွားပုံရတယ်ဆိုတာပါပဲစုံတော့ကဆက်ပြောတာကတော့ပထမအဦးဆုံးလူတက်မှုတုန်းကလိုင်ယွန်ကဒါဟာစိတ်ဆက်လူသက်သမားတယောက်ရဲ့လက်ချက်လို့ပြောခဲ့ပေမဲ့သူကတော့ဒါဟာစိတ်ခံစားချက်ကြောင့်ဖြစ်တဲ့ရာဇဝတ်မှုလို့ထင်မြင်ခဲ့မိတာပါတဲ့နောက်ထပ်လူတက်မှုဖြစ်သွားတဲ့အချိန်မှာတော့စုံတော့ကလိုင်ယွန်ပြောခဲ့တာမှန်ခဲ့တာကိုနားလည်သွားပါတယ်အဲ့ဒီကလေးကလိုင်ယွန်ရဲ့အမြင်ကိုယုံကြည်လာခဲ့တာပါအန်နာကရုံးအပြင်မှာစောင့်နေတဲ့နီကီကိုကြည့်လိုက်တော့ကောင်လေးကလက်ညှိုးကိုနှကမ်းပေါ်မှာတင်ပြီးတိတ်တိတ်နေဆိုတဲ့အမူအရာနဲ့ပြပါတယ်နောက်တော့စုံတော့ကတန်တရားရှိသူတွေကို line up လုတ်ပေးလိုက်ပါတယ်အန်နာကသူတို့ကိုလှုပ်ရှားခိုင်းတယ်လက်အမူအရာတွေလှုပ်ခိုင်းတယ်မျက်နှာမဟုတ်ပဲကိုယ်အမူအရာနဲ့ခွဲခြားကြည့်ခဲ့ပေမဲ့သူတို့ထဲမှာလူသက်သမားမပါပါဘူးအန်နာထွက်သွားပြီးတဲ့နောက်တက်သေးကာကွယ်ရေးတောင်းဆိုချက်ပယ်ချခံလိုက်ရတယ်ဆိုတာကိုသိလို့စုံတော့ကဒေါသတွေထွက်နေပါတယ်အနေငယ်ကြပြီးတော့အန်နာက Bryce နဲ့တက်ငယ်ချင်းတွေကိုခေါ်ပြီး club ကမွေးနေပဲကျွန်းပါပါတယ်တန်းစီဖလိုးပေါ်မှာသူမပြောနေတော့ Bryce ကဘားကိုတောက်ဆရာယူဖို့သွားပါတယ်သူ့ကိုမျက်ခြေပြတ်သွားတော့အန်နာက notebook ကိုထုတ်ပြီးလေစည်းပုံကိုကြည့်တယ်လေစည်းကိုရှာပြီးလူတယောက်ကိုတွေးလိုက်တော့တွဲကလိုက်ပါဒါပေမဲ့တကယ် Bryce ကသူမအနောက်ကနေထွက်ပေါ်လာပါတယ်တခြားလူတယောက်ကလေစည်းတူတူဝတ်ထားတာပဲဖြစ်နေတာပါအန်နာရှက်လန့်ပြီးစိတ်ဆိုးနေတဲ့ Bryce ကိုလိုက်ရှင်းပြပါတယ် Bryce ကအမှန်ကိုသိသွားပါတယ်အန်နာနေကောင်းသလိုဟန်ဆောင်နေတာသူတို့နီးကပ်နေတဲ့အချိန်တွေမှာတော့မျက်နှာတွေကပြောင်းနေတယ်ဆိုတာပါသိသွားပါတယ်ဒါပေမဲ့လည်းလမ်းခွဲလိုက်ပြီးတော့ထွက်သွားပါတော့တယ်အဲ့ဒီအချိန်မှာပဲအန်နာရဲ့ဖုန်းဝင်လာပါတယ်အတန်မသိတဲ့လူတယောက်က Happy Birthday လို့ပြောပါတယ်caller ID ကိုကြည့်လိုက်တော့သူမရဲ့ဖုန်းနံပါတ်အဟောင်းဖြစ်နေပါတယ်အတန်ကဒီညမင်းအင်းရလာတယ်လို့ပြောပါတယ်လူသက်သမားကလပ်ထဲမှာရှိနေတာကိုသိပြီးအန်နာအေးဆက်သွားပါတယ်သူကသူမကိုမျက်နှာမခွဲခြားနိုင်တာကိုလှောင်ပြောင်းတယ်ကို့အဖေတောင်မခွဲနိုင်ခဲ့ဘူးလို့ပြောတယ်ဖုန်းချကန်ဒီမှာမင်းတငယ်ချင်းတယောက်နဲ့အတူရှိနေတယ်လို့ထည့်ပြောသွားပါတယ်အန်နာလည်းများစွာတငယ်ချင်းတွေကိုလိုက်ရှာတယ်နီနာနာကိုတွေ့ပေမဲ့ Francine ကိုမတွေ့ဘူးလှည့်ကြည့်လိုက်တော့မယုံနိုင်စရာ Francine တက်ခံထားရပါပြီနီနာကချက်ချင်းမိသက်အလံကိုဆွဲချလိုက်ပါတယ်လူအုပ်ကြီးထိတ်လန့်သွားပြီးပြေးလွှားနေကြပါတယ်အဲ့ဒီအချိန်မှာအန်နာကတော့ Francine ရဲ့ကိုချထားလိုက်တဲ့လူတယောက်ကိုမျက်ခြေမပြတ်စောင့်ကြည့်နေပါတယ်ကံမကောင်းစွာနဲ့အန်နာမျက်နှာကိုမခွဲနိုင်လိုက်ပါဘူးသူလည်းလူအုပ်ကြားထဲပျောက်သွားပါတယ်မိနစ်အနည်းငယ်ကြာပြီးတဲ့နောက်ရဲတွေရောက်လာပါတယ်လိုင်ယွန်ကအိမ်သားတွေကထွက်လာပြီးလေစည်းတစ်ချောင်းကိုကင်ထားတယ်လူသက်သမားစီကကြံခဲ့တယ်လို့ထင်ရတဲ့လေစည်းပါနီနာစိတ်ထိခိုက်သွားပြီးလုံးဝမထိန်နိုင်တော့ပါဘူးအိမ်ပြန်မသွားခင်မှာတော့အန်နာကိုစပရေးဘူးပေးသွားခဲ့ပါတယ်စုံနောက်က Bryce ကိုဆက်သွယ်ဖို့ကြိုးစားနေပေမဲ့ဖုန်းကမဖြေဘူးလို့ပြောပါတယ်တသေးတွေကလည်းသူတို့နှစ်ယောက်စကားများနေရအောင်မြင်ခဲ့တယ်လို့ဆိုကြပါတယ်အန်နာကဖြစ်ခဲ့တာအကုန်လုံးရှင်းပြပြီးသူမရဲ့ notebook ကိုပြပါတယ်စုံနောက်ကကြည့်လိုက်တော့Bryce ရဲ့လေစည်းပုံစံနဲ့ lion ရှာတွေ့တဲ့လေစည်းတူနေတယ်ဆိုတာသတိထားမိသွားပါတယ်။စုံတော့ကအန်နာကိုအိမ်ပြန်လိုက်ပို့ပါတယ်။အိမ်ထဲကိုဝင်ကြည့်လိုက်တော့ Bryce ရဲ့ဂျက်ကက်ကကျမ်းမြေပေါ်မှာပစ်ထားပါတယ်။အဲ့ဒီဂျက်ကက်ကိုယူလိုက်ချိန်မှာအန်နာရဲ့ဖုန်းအဟောင်းပြုတ်ကျလာပါတယ်။ဒါပေမဲ့အန်နာက Bryce ကိုတရခံဖြစ်စေဖို့စနစ်တကျစီမံထားတာဖြစ်မယ်လို့ထင်ပါတယ်။လူသက်သမားနဲ့တိုက်ခိုက်တဲ့အချိန်တုန်းက Bryce ဖုန်းပြောနေတာကိုသူမှသိထားတာကြောင့်ပါ။အန်နာကိုအန်ရီရဲမထားခြင်းလို့စုံတော့ကမျိုးကနေခဏရှောင်နေမယ်လို့ဆုံးဖြတ်လိုက်ပါတယ်။နောက်တနေ့မနေ့မှာတော့သူတို့နှစ်ယောက်ကျွန်းငယ်တစ်ခုစီကိုရောက်သွားပါတယ်။စုံတော့ကြီးပြင်းလာတဲ့နေရာပါ။လူနေနေပဲနေတဲ့ကျွန်းလေးဆရာဝန်တယောက်တည်းကျောင်းတစ်ကျောင်းနဲ့တန်းတိုင်းကိုဆရာတယောက်တည်းပဲတင်တဲ့ညနေပဲစုံတော့က Bryce ကိုဖမ်းလိုက်ပြီးဒါပေမဲ့သူကအပြစ်မရှိဘူးလို့ညင်းနေတယ်လို့ပြောပါတယ်။မင်းကိုပထမအဆုံးတွေ့တဲ့အချိန်ကလေးကရင်းနှီးနေတယ်လို့ခံစားရတယ်လို့ပြန်ပြောပါတယ်။သူတို့နှစ်ယောက်ချုံမြိန်နဲ့အခိုက်အတန့်တစ်ခုမျှဝေလိုက်ကြပြီးနမ်းမိသွားပါတယ်။နောက်တော့ပုံနီးကပ်သွားပါတယ်။အန်နာအတွက်တော့အထူးဆုံးကဒီတစ်ချိန်နဲ့ပါပဲ။နောက်တစ်နေ့မနေ့ပိုင်းမှာတော့စုံတော့ကမုတ်စိတ်မွေးတွေကိုရေးလိုက်ပါတယ်။အန်နာလူသက်သမားရဲ့မျက်နှာနဲ့စုံတော့ရဲ့မျက်နှာပေါင်းဆက်သွားတယ်လို့မျိုးအိမ်မက်ဆိုးတွေမက်နေပါတယ်။အန်နာလန့်လို့လာတော့စုံတော့ကိုမျက်နှာအစ်တစ်ခုနဲ့မြင်လိုက်ရတာနဲ့လန့်သွားပြီးလက်လန်းမီယာမိအိမ်ကိုယူပြီးသူ့ခေါင်းကိုရိုက်လိုက်ပါတယ်။စုံတော့ကငါပါမုတ်စိတ်ရိတ်ထားတာပါလို့ရှင်းပြပါတယ်။အဲ့ဒီအချိန်မှာပဲအန်နာစိတ်တက်ကြသွားပါတယ်။သူမကစုံတော့ရဲ့တကယ်မျက်နှာကိုမှတ်မှတ်မိခဲ့ဘူးဆိုတာကိုသဘောပေါက်သွားပါတယ်။မုတ်စိတ်မွေးကသူ့ကိုခွဲခြားရလွယ်ကူစေခဲ့တာမလို့အဲ့ဒီပုံရိပ်ကိုပဲသူမမှတ်မိနေခဲ့တာပါ။အဲ့ဒီအချိန်မှာစုံတော့ထံဖုံးဝင်လာပါတယ်။ DNA စမ်းသပ်မှုရလဒ်ထွက်လာပြီးလူသက်သမားက Bryce မဟုတ်ပါဘူး
အန်နာကမကြခင်ကမက်ခဲ့တဲ့အိမ်မက်ကိုစဉ်းစားလိုက်တော့သူမအိမ်မက်ထဲမှာတော့မျက်နှာတွေခွဲနိုင်နေဆိုတာသတိထားမိသွားပါတယ်သူတို့နှစ်ယောက်ကိုမြို့ကိုပြန်လာပြီးအထူးကုဆရာဝန်မကြီးစီကိုတွားတွေ့တယ်ဆရာဝန်မကြီးကကုတုံးကအမြဲတမ်းယုံကြည်စိတ်ချရတာမဟုတ်ဘူးမင်းရဲ့စိတ်ကြမ်းမာရေးကိုစိုးကျိုးဖြစ်စေနိုင်တယ်လို့သတိပေးပါတယ်ဒါပေမဲ့အန်နာကအဖေကအိမ်မက်ထဲမှာရှိတယ်ထင်တယ်လို့ယုံကြည်ပြီးလှုပ်ချင်တယ်လို့ပြောပါတယ်ဆရာဝန်မကြီးကနူးညံ့တဲ့စကားလုံးတွေနဲ့အန်နာကိုအိပ်ပျော်စေပြီးမှတ်ညံနေမှုလမ်းညွှန်ပေးပါတယ်တရားပေါ်ကညအဖြစ်ပြက်တွေကမရှင်းလင်းပေမဲ့မျက်နှာတစ်ခုတည်းကသူမနာကိုလိုက်နေတယ်ဆိုတာသိလိုက်ပါတယ်ထို့အပြင်လူသက်သမားကရဲစခန်းထဲမှာပါရှိနေခဲ့တယ်ဆိုတာကိုသိသွားပါတယ်နောက်ပြီးလေစည်းကြောင့်မှားနှမ်းလိုက်တာလဲသူပဲဆိုတာသိသွားပါတယ်နောက်ပိုင်းစုံတော့ကအန်နာကိုသူ့အခန်းထဲမှာနေခိုင်းပြီးကိုယ်တိုင်အလုပ်သွားပါတယ်အိမ်မဲထဲမှာမြင်ခဲ့တဲ့ line အကြောင်းကြောင့်စုံတော့ကသူ့လူတွေကိုတန်တရားရှိသူအားလုံးကိုပြန်ဖမ်းဖို့အမိန့်ပေးလိုက်ပါတယ်တစ်ဖက်မှာလည်းအန်နာကစုံတော့ရဲ့ဓာတ်ပုံကိုယူပြီးမုတ်စိတ်မွေးတွေကိုလိုက်ဆွဲနေပါတယ်အဲဒီနောက် Bryce ကနေအပြင်မှာတွေ့ဖို့စာဆောင်ရောက်လာပါတယ်ကလပ်ကိုရောက်တဲ့အခါ Bryce ရဲ့နဂရိုင်းချီပုံချီနီအလွဲလေးတွေကိုကြည့်ပြီးအန်နာကသူ့ကိုရှာတွေ့သွားပါတယ် Bryce ကသူ့အရင်ကလှုပ်ခဲ့တာတွေအတွက်တောင်းပန်ပြီးတောက်ဆရာတွေမှာပေးပါတယ်ဒါပေမဲ့ Bryce မှာလိုက်တဲ့တောက်ဆရာကအန်နာမကြိုက်တဲ့ဟာဖြစ်နေတာကြောင့်အန်နာတယောက်စိုးရိမ်စိတ်တွေပြန်ဝင်လာပါတယ်အဲ့ဒီအချိန်မှာပဲလိုင်ယွန်ကကလပ်ထဲကိုဝင်လာပြီးသူတို့ကိုအဝေးကနေစောင့်ကြည့်နေပါတယ် Bryce ကအန်နာကိုဘီကတ်သွားဖို့လက်မှတ်တွေနဲ့ဆေးဆက်လက်ဆွတ်ပေးလိုက်ပေမဲ့အန်နာကတော့ညင်းလိုက်ပါတယ်တကယ်လို့သာသူမ Bryce ကိုတကယ်ချစ်ခဲ့ရင်မျက်နှာတွေဘလို့ပဲပြောင်းလဲနေပါစေဂယုစိုင်းမိမှာမဟုတ်ဘူးဆိုတာကိုသူမသဘောပေါက်သွားလို့ပါ Bryce ကလည်းအန်နာစီကစာရလာလို့ဒီလိုမျိုးမျှော်လင့်မထားဘူးလို့ပြောပြီးအိမ်သားတွေကိုပြေးသွားပါတယ်အဲ့ဒါနဲ့အန်နာက Bryce ရဲ့ဖုန်းကိုစစ်ကြည့်လိုက်တော့သူရတယ်လို့မျိုးစာတို့ကိုပဲအန်နာနာမည်နဲ့ပို့ထားတာကိုတွေ့သွားပါတယ်အိမ်သားထဲမှာတော့လိုင်ယွန်က Bryce ရဲ့အနောက်ကပေါ်လာပြီးသူ့ရဲ့ခေါင်းကိုမှန်နဲ့ရိုက်တက်လိုက်ပါတယ်ပြီးတော့ Bryce ရဲ့အဝတ်အစားတွေကိုလဲဝတ်ပြီးအလောင်းကိုအိမ်သားထဲမှာပစ်ထားခဲ့ပါတယ်အန်နာကစုံတော့စီဖုန်းဆက်ဖို့ကြိုးစားခဲ့ပေမဲ့စုံတော့ကသူ့ဖုန်းကိုကားထဲမှာပဲထားခဲ့မိပါတယ် Bryce ရဲ့အဝတ်အစားတွေဝတ်ထားတဲ့လိုင်ယွန်ပြန်လာတဲ့အခါအန်နာကသူ့ကိုမမှတ်မိပဲတယောက်ကသူတို့ကိုအကွက်ဆင်းနေပြီမလို့ဒီနေရာကနေအမြန်ထွက်သွားကြရအောင်လို့ပြောပါတယ်အဲ့ဒီအချိန်မှာပဲစုံတော့ကတန်တရားရှိသူတယောက်နဲ့အတူကားပေါ်မှာရှိနေပါတယ်သူကဖုန်းထဲကမက်ဆေ့တွေကိုနားထောင်ရင်းအန်နာတယောက် Bryce နဲ့အပြင်မှာရှိနေတယ်ဆိုတာသိပြီးစိုးရိမ်သွားပါတယ်အဲ့ဒီအချိန်မှာပဲတန်တရားရှိသူကအရင်တစ်ခေါက်ဒီအခန်းကိုရွေးထုတ်ခိုင်းတော့ကလိုင်ယွန်ကသူ့အပေါ်အရန်ရိုင်းဆိုင်ခဲ့ကြောင်းညီးပြပါတယ်စုံတော့ကလည်းသူ့တငယ်ချင်းအကြောင်းကိုစပြီးစဉ်းစားမိသွားပါတယ်သဲလွန်စားတွေကိုပြန်လဲဆက်ဆက်ကြည့်လိုက်တဲ့အခါတော့ဒီအခန်းကတခြားသူမဟုတ်ဘဲနဲ့လိုင်ယွန်ပဲဆိုတာသိသွားပါတယ်လိုင်ယွန်ကတပ်သေးတွေကိုလိုက်ဖြက်စီးနေပြီးနီကီကိုအတုံးချကအာယုံလွှဲနေခဲ့တာပါကလပ်အပြင်ဘက်မှာတော့အတူလမ်းလျှောက်နေတော့အန်နာကသူ့ရဲ့နဂရိုင်းအချီနောင်ကအရန်ကိုလှပနေတာသတိထားမိပြီးသူမရဲ့ချစ်သူဟောင်း Bryce မဟုတ်ဘူးဆိုတာသိသွားပါတယ်အဲ့ဒါနဲ့သူ့ကိုငရေကောင်းစပရီနဲ့ပက်ပြီးထွက်ပြေးပါတော့တယ်လိုင်ယွန်ကနောက်ကနေလိုက်ဖမ်းနေတဲ့အချိန်မှာလမ်းပေါ်မှာစုံတောင်းနဲ့တွေ့ပြီးစုံတောင်းလဲကားပေါ်ကဆင်းပြီးလိုက်လာပါတယ်လမ်းတစ်ခုမှာတော့လူငယ်တချို့ကစကိတ်စီးရင်အန်နာရဲ့ဘေးနားကိုဖြတ်သွားကြတဲ့အခါအန်နာတယောက်ကြောင်ပြီးတောင်းကြီးဖြစ်သွားပါတယ်စုံတော့ကလိုင်ယွန်ရဲ့ဘေးနားမှာပေါ်လာပြီးနှစ်ယောက်လုံးကတနက်တွေထုတ်လိုက်ကြပါတယ်အန်နာရဲ့မျက်လုံးထဲမှာတော့နှစ်ယောက်စလုံးကအဝယ်စားတွေတူနေပြီးမျက်နှာတွေကလည်းအတူတူပဲဖြစ်နေပါတယ်စကိတ်စီးနေတဲ့လူငယ်တွေကရဲတယောက်ကိုဝန်တိုင်းမိပြီးတနက်ကျသွားတာကြောင့်အန်နာကအဲ့ဒီတနက်ကိုကောက်ယူလိုက်ပါတယ်တနက်ရှိတဲ့ရဲကကြံတယောက်ကိုခေါင်းနဲ့တိုက်လိုက်ပြီးလဲကျအောင်လုပ်လိုက်ပါတယ်ပြီးတော့ဓာတ်ကိုထုတ်လိုက်တဲ့အချိန်မှာတော့ဒါဟာလိုင်ယွန်မဲဆိုတာတေချာသွားပါတယ်အခွင့်အရေးရတာနဲ့အန်နာကတရားစီကိုပြေးပါတော့တယ်သူတို့နှစ်ယောက်လုံးကသူမစီကိုလာနေတာကိုမြင်နေရပေမဲ့ဘယ်သူကဘယ်သူလဲဆိုတာမခွဲခြားနိုင်သေးပါဘူးအဲ့ဒါကြောင့်သူမကတရားလဲရန်ပေါ်တက်ပြီးအစွန်းတစ်ဖက်ကိုလမ်းလျှောက်သွားပါတော့တယ်စုံတော့ကအန်နာကိုပုံးနေဖို့အော်ပြောပေမဲ့လိုင်ယွန်ကသူ့ကိုတနက်နဲ့လှမ်းပြလိုက်ပါတယ်တနက်ကြောင့်အန်နာလန့်သွားပြီးတရားပေါ်ကနေပြုတ်ကျလို့နေပါဖြစ်သွားခဲ့ပါတယ်လိုင်ယွန်ကနီကီနဲ့အန်နာတွေအကြောင်းတွေရစ်ထုတ်ပြီးရှောက်ပြောနေရင်းနဲ့အန်နာရှိတဲ့နေရာကိုအမြန်ရှာတွေ့သွားပါတယ်အန်နာကမပြုတ်ကျအောင်အတင်းတွေ့ကတ်ထားရင်းနဲ့လိုင်ယွန်ကိုပြန်ပြင်ဖို့ကြိုးစားပေမဲ့တနက်က safe free ဖြစ်နေတာကြောင့်ပြစ်မရဖြစ်နေပါတယ်သူမကတနက်ကိုပြင်နေတော့မှပဲလိုင်ယွန်ကပြန်ပုံးသွားပါတော့တယ်အဲဒီနောက်အန်နာကတရားပေါ်ကိုပြန်တက်လာခဲ့ပါတယ်စုံတော့ကသူမအနာကိုကတ်ဖို့ကြိုးစားပေမဲ့အန်နာကသူ့ကိုအနာမလားစေချင်တာကြောင့်မြေကြီးကိုတနက်နဲ့ပြစ်လိုက်ပါတယ်သူကယုံကြည်အောင်ကျွန်းငယ်အကြောင်းကိုပြောပြပေမဲ့စုံတော့ဘယ်ကလဲဆိုတာကိုဘယ်သူမှမဆိုသိနိုင်တာပဲလို့အန်နာကတွေးနေပါတယ်အဲဒီအချိန်မှာပဲနောက်ထပ်စုံတော့တယောက်ထပ်ပေါ်လာပြီးစောစောကခေါင်းနဲ့အတိုက်ခံလိုက်ရလို့ထွက်နေတဲ့သွေးတွေကိုကြည့်ပြီးမှဒါဟာတကယ်စုံတော့အဆက်ဆိုတာအန်နာကိုသိသွားပါတယ်လိုင်ယွန်ကအန်နာကိုတိုက်ခိုက်ဖို့ကြိုးစားချိန်မှာစုံတော့ကလှမ်းသတိပေးတာကြောင့်အန်နာကလိုင်ယွန်ကိုအချိန်မီပစ်လိုက်နိုင်ပါတယ်စုံတော့ကတနက်ကိုသွားယူဖို့လှုပ်တော့မှပဲလိုင်ယွန်ကသူတို့ဆောက်လို့ပစ္စည်းတွေအနောက်ကိုဆက်ခေါ်သွားပြီးနှစ်ယောက်လားလုံးထွေးတပ်ပုတ်ကြပါတော့တယ်အန်နာကသူတို့ကိုတေချာမမြင်ရတာကြောင့်ဘသူ့ကိုပြစ်ရမလဲဆိုတာဝေခွဲမရဖြစ်နေပါတယ်ခဏနေတော့တနက်တန်တစ်ချက်ပဲထွက်လာပြီးလူတယောက်လဲကျတေဆုံးသွားပါတယ်ထွက်လာတဲ့သူကတော့စုံတော့ပဲဖြစ်ပါတယ်ဒါပေမဲ့သူလည်းဒဏ်ရာပြင်းထန်ရထားပါတယ်
အန်နာကသူ့အနာကိုပြေးသွားပြီးချစ်တဲ့အကြောင်းတွေပြောပေးမဲ့စုံတော့ကမယုံနိုင်ပဲသူမရဲ့ရှေ့မှာတင်ဆုံးမသွားခဲ့ပါတယ်အဲ့ဒီနောက်မိုးရီရွာချလာပြီးသွေးတွေကိုစေးကြောပြစ်လိုက်တဲ့အခါအန်နာရဲ့မျက်လုံးထဲမှာတော့စုံတော့ရဲ့မျက်နှာကထပ်ပြီးပြောင်းလဲသွားပြန်ပါတယ်အချိန်တန်းကြတော့အန်နာကကျွန်းပေါ်မှာဆရာမအဖြစ်အလုပ်လုပ်နေပါပြီလူရည်နေတာကြောင့်လူတွေရဲ့ကိုနေကိုဟန်နာကိုကြည့်ပြီးအားလုံးကိုသူမမှတ်မိနေပါပြီအခုဆိုရင်သူမအတွက်ဘယ်တော့မှမပြောင်းလဲပေမဲ့အမြဲတမ်းမှတ်မိနေမဲ့မျက်နှာလေးတစ်ခုတော့ရှိနေပါပြီအဲ့ဒါကတော့သူမသမီးလေးရဲ့မျက်နှာပဲဖြစ်ပါတော့တယ်အခုလိုဗီဒီယိုလေးတွေဆက်ကြည့်နိုင်ဖို့အတွက် subscribe လေးတွေလုပ်ပြီး notification ခေါင်းလောင်းလေးကိုလည်းနှိပ်ထားပေးခဲ့ကြပါအောင်တော့ကြည့်ရှုပေးတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်